PLA ကိစ္စပွဲဆိုပြီးမကြခင်မှာပဲရင်းမပင်တရင်မှုတယောက်ခရိုင်ပအဖကခေါ်တဲ့အစည်းအဝေးမှာဗျောင်ကြကြမာဖီးယားကိုင်းဆန်ဆန်ပြစ်တက်တာခံရတယ်။နောက်တစ်ခါရင်းမပင်တရင်၄ခုလောက်ကပလဖကိုဝိုင်းတိုက်ကြလို့အရက်သားအပါ၈ရောက်လောက်တည်ဆုံးဖြစ်စဉ်ထပ်ဖြစ်ခဲ့ပါတယ်။ဒီလိုကိစ္စတွေဟာမူလအခြေခံအကြောင်းရင်းတွေခိုင်ခိုင်မာမာရှိခဲ့လို့သာဒီလိုအကျိုးဆက်တွေပေါ်လာရတယ်ဆိုတာရှင်းနေပါတယ်။ဒီကိစ္စတွေမပြောခင် PLA နဲ့ပြဿနာဖြစ်ပြီးတဲ့နောက်လိုင်းပေါ်မှာကွန်မြူနစ်ဝါဒကိုအမွှန်းတင်ဝါဒဖြန့်လာတဲ့ post တွေအကောင့်ပုံးတွေအတော်တွေ့လာရတဲ့အကြောင်းလေးပြောချင်ပါတယ်။ရည်တော့ရည်ရတယ်။ထရန့်အစိုးရကမအားလာကိုအခွန်40%ချလိုက်တဲ့နောက်ဝမ်တာအယာနဲ့ US ကိုစာရိပို့တွဲဆုံမှုအခွင့်အလမ်းရပြီဆိုပြီးဖြစ်ကြပုံနဲ့များစင်းနေလာလို့ပါ။အခုမှတက်ကြွဝါဒဖြန့်နေလိုက်ကြတာများဗိုလ်ချုပ်အောင်ဆန်းနာမည်ကိုထည့်ပြောပြီးအသုံးချလိုက်အခုနောက်ဆုံးကြပြဆက်ကြီးဦးတင်မိုးကိုတောင်ထည့်ပြီးအသုံးချလိုက်နဲ့ကိုယ့်ဘာသာကိုမရက်တည်နိုင်တာကိုဖော်ပြနေသလိုပါပဲတကယ်တော့ကွန်မြူနစ်ဝါဒဟာကမ္ဘာမှာခေတ်မရှိတော့တာ1990ရုရှားပြိုကွဲပြီးကတည်းကပါပဲအဲဒီနောက်ပိုင်းကစလို့တရုတ်အိန္ဒိယရုရှားအပါအဝင်အရှေ့ဥရောပနိုင်ငံတွေအားလုံးလက်ဝဲဝါဒကိုစွန့်ပြီးဈေးကွက်စီးပွားရေးအတိုင်းသွားခဲ့ကြတာအထင်ရှားပါပဲဒါကမူလာကလေးကလူမှုစီးပွားအခြေခံရှိတဲ့နိုင်ငံတွေမှုအပြောင်းအလဲတွေကမြန်းနေတာဖြစ်တယ်ဖွံ့ဖြိုးမှုနောက်ကျပြီးမိုးရေကိုင်းတွေလွှမ်းမိုးကြီးဆိုတဲ့လက်တင်အမေရိကလိုနိုင်ငံတွေမှာတော့မင်းတနေ့ကအထိလက်ဝဲလမ်းစဉ်တွေကရှိနေသေးတယ်ဒီနှစ်ပိုင်းလက်တင်အမေရိက9နိုင်ငံလောက်ကရွေးကောက်ပွဲတွေမှာတော့ဒီလက်ဝဲတွေအကုန်ရှုံးပြီးလက်ရစွန်းတွေတက်လာတာတွေ့ရတာပါပဲပြောချင်တာကကမ္ဘာမှာကွန်မြူနစ်လို့အတီတလင်းကြွေးကြော်တဲ့နိုင်ငံမပြောနဲ့ပါတီစုံအောက်ကလက်ဝဲလမ်းစဉ်ကျင့်သုံးမယ်ဆိုတဲ့နိုင်ငံတော်သူတို့အကြောင်းသိနေလို့ဘယ်သူမှကမ္ဘာမှာရေပန်းမစားတော့ပါဘူးဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေကနှစ်တရာလောက်အတွင်းသဘောတရားအရာရောလက်တွေ့အရာပါညင်းမရလောက်အောင်အခိုင်အမာရှိခဲ့တာပါကမ္ဘာပညာရှင်အများကြားအသေးချာသုံးသပ်ခဲ့ကြပြီးပါပြီတကယ်တော့ mass ဝါဒဟာ19ရာစုအတွင်းကပေါ်ဦးပေါ်ပြအရေးရှင်စနစ်ကိုအလွန်အကျွံအကဲဖြတ်ပြီးဂျာမန်ဒသနဆရာတွေထုံးစံအတိုင်းလေးနေတဲ့ theory တွေဖြစ်လာအောင်ဖန်တီးကြတာပဲဖြစ်ပါတယ်အဲ့ဒီအချိန်ကအင်္ဂလန်မှာ John Stuart Mill တို့လို liberal ပညာရှင်တွေပြင်သစ်မှာ John Locke တို့ Montesquieu တို့လိုပညာရှင်တွေပေါ်နေခဲ့ပေမဲ့ Marx နဲ့ Engels တို့က Hegel စီကနည်းနည်းယူလိုက် Buchanan စီကနည်းနည်းယူလိုက်နဲ့အနုပတိလောမဝါရုပ်ဝါဒဆိုတာကိုတိဆောက်ခဲ့ကြတာပါကမ္ဘာမှာအလုသမားနဲ့အရင်းရှင်နှစ်မျိုးသာရှိပါတယ်တရုတ်ကြတော့ဗြိတိန်တပိုင်းနိုင်ငံဖြစ်လို့လယ်သမားနဲ့မြေရှင်တိုက်ပွဲဖြစ်သွားရောအဓိကအချက်ကကွန်မြူနစ်ပါတီလို့နာမည်ခံထားတဲ့သူအာဏာရရေးပါပဲဒီနှစ်မျိုးရဲ့တိုက်ပွဲကနေအလုသမားလူရန်သားကအောင်ပွဲခံမှသာကမ္ဘာကိုတိုးတက်စေမှာဆိုတဲ့အယူဆကအခုလက်ရှိအခြေအနေနဲ့လုံးဝလွဲချော်သွားပြီဆိုတာအထူးပြောနေစရာမလိုတဲ့ကိစ္စပါပဲအသေးချာနားလည်ခြင်းဖူကူယာမာရေးတဲ့စာတွေရှာဖတ်ကြပါဘလို့သဘောတရားတွေပြောလက်တွေ့မှာတော့ပစ္စည်းမဲ့အာဏာရှင်စနစ်ဆိုတာကိုကျင့်သုံးကြတာဖြစ်ပါတယ်ရုရှားမှာကွန်မြူနစ်တွေအာဏာရတော့မြေရှင်နဲ့ချမ်းသာတဲ့လယ်သမား2 သန်းလောက်အသက်ခံရတယ်တရုတ်မှာမော်စီတုံးတို့တက်လာတော့မြေရှင်တစ်စိတ်ကတ်ခံရပြီးရှင်းခံရတာ9 သိန်းကျော်ရှိတယ်ဗမာပြည်မှာတော့အာဏာမရသေးဘူးအချင်းချင်းပြန်လည်ပြင်ဆင်ရေးတစ်စိတ်ကတ်ပြီးတောခိုအကြောင်းသားခေါင်းဆောင်တွေနဲ့အစွန်းမရောက်တဲ့ခေါင်းဆောင်အများအပြားအသက်ခံရတာဖြစ်တယ်အခုရင်းမောင်မှာမိုင်းထောင်ထားလို့ PDF 4 ယောက်ကြာရဆိုတာဘာဟုတ်သေးလဲလေချောင်းသွင်းနဲ့6 ယောက်ဆေးတယ်ဆိုတာရုရှားတရုတ်ကွန်မြူနစ်တွေအောင်မလုပ်ကြဘူးတခင်တန်းထုံးတို့မဟာခေါင်းဆောင်ကြီးများလုပ်ခဲ့ကြတာဖြစ်တယ်လွန်ခဲ့တဲ့10 နှစ်ကျော်လောက်က Max ဘောဂဗေဒနဲ့ပတ်သက်လို့လေ့လာထားတဲ့20ရာစုအရင်းဆိုတဲ့စာအုပ်ကြီးတုပ်ထွက်တယ်ပြင်သစ်ပညာရှင် Thomas Piketty ဆိုတဲ့လူရေးတာပါသူကအရင်းရှင်စနစ်အောက်မှာအရင်းဘယ်လိုစုစည်းသွားတယ်ဆိုတာကိုပြင်သစ်ရဲ့အနှစ်200စာအခွန်ဖြတ်ပိုင်းတွေကိုလေ့လာပြီးသက်သေပြတယ်အဲ့ဒီအချက်ကိုကျန်ဘောဂဗေဒပညာရှင်တွေကမငင်းကြပါဘူးဒါပေမဲ့ဒနာဥစ္စာကိုဘယ်လိုခိုးရမလဲဆိုရမှာတော့လုပ်ငန်းရှင်တွေကိုအခွန်80%ကောက်ယူဖို့သူ့ရဲ့အကြံပြုချက်ကိုဘယ်သူမှလက်မခံကြပါဘူးကွန်မြူနစ်တွေတခြားလုံးမှားတာအဲ့ဒီချက်ပါပဲခြာချီပြောမှုတာရှိတယ်မဟုတ်လားအရင်းရှင်စနစ်ကစင်းရဲချမ်းသာကွဲလို့တပြေးညီမဖြစ်ဘူးဆိုတာမှန်တယ်ကွန်မြူနစ်စနစ်ကတော့အားလုံးကိုတပြေးညီမွဲသွားစေတာပဲဆိုတာလေဦးနေဦးလက်ထက်ကပြည်သူပိုင်သိန်းတာတွေစုစကားဆက်ဆံရေးဆိုပြီးပတ်စံရှိတဲ့သူတွေကိုဖမ်းပြီးထောင်ရထည့်တာတွေမှတ်မိကြအောင်ပါပေါ့ဒီလုံးနဲ့တိုင်းပြည်လုံးမွဲကုန်တာနေဝင်းကဆိုရှယ်လစ်အတူမှုငါတို့လုပ်ရင်ဒီလိုဖြစ်မှာမဟုတ်ဘူးဆိုပြီးမငင်းပါနဲ့အတုနဲ့အစစ်အတူတူပါပဲအစစ်ဆိုရင်ပိုဆိုးမယ်ဆိုတာရုရှားတရုတ်အစင်တာတွေကိုကြည့်ရင်ဘကိုးရုံးမာတဲ့ဇလန်းတွေကိုကြည့်ရင်ရှင်းလင်းလင်းသိနိုင်ပါတယ်တကယ်တော့ PLA ဆိုတာဘကပရဲ့တတိယမျိုးဆက်လောက်ဖြစ်သွားပါပြီဘာမှမလုပ်နိုင်တော့တဲ့အသက်80တန်းဒုတိယမျိုးဆက်ဆိုသူတွေကအခုတရုတ်ပြည်တွေကနေ page တွေထောင်ပြီးဝါဒဖြန့်စာတွေရေးနေပြီးဝင်ရပါတယ်အခု PLA ဆိုတဲ့ကလေးတွေသဘောတရားရေးချင်းစာပေရင်ကျေးမှုရေးချင်းအနေဆုံးဖြစ်နေတာတွေကိုသူတို့ပြောဆိုလောက်ကင်မှုတွေကိုကြည့်ရင်တွေ့နေတာပါပဲ
သူတို့စီမှာအရင်မျိုးဆက်တွေမှာအတော်အတန်ရှိခဲ့တဲ့သဘောတရားရည်ချင်းသူရဲကောင်းစိတ်သက်ကိုကျိုးစွမှုစရတွေမတွေ့ရပဲမကောင်းတဲ့ဘက်ဖြစ်တဲ့ဗလောင်းပလဲဆန်မှုကလင်ကကြစ်ကြမှုအမှန်တရားထက်လက်ဦးမှုရယူရေးဆိုတာတွေကိုသာတွေ့နေရတာဖြစ်တယ်အခုရင်းမောင်ရင်ဘက်ကအချင်းချင်းတက်ဖြတ်မှုတွေအကြောင်းပြောပါမယ်အမှန်ကတော့ဘာမှများများပြောစရာမလိုတော့အောင်အခြေအနေအချက်လက်တွေကကြုံပြနေပြီဖြစ်ပါတယ်တကယ်တော့အဲ့နဲ့ထွန်းရမယ့်ကိစ္စတွေကိုမလုပ်ခဲ့လို့ပစိန်နဲ့ပေါက်ရတော့မယ့်အခြေအနေမျိုးပါအဲ့နဲ့ဘာကြောင့်မထွန်းနိုင်ခဲ့တယ်လဲဆိုရင်သက်ဆိုင်ရာဝန်ကြီးဌာနတွေကမြေပြင်နဲ့အနည်းဆုံးနေရာတွေမှာမရှိကြလို့ဖြစ်နိုင်ပါတယ်အန်ယူဂျီဝန်ကြီးဌာနအားလုံးရဲ့80%လောက်ကစကိုင်းမကွေးမှာပဲရှိရမှာပါအဲ့ဒါကမှကိုယ်နယ်မြေအစ်စ်မလို့ပါမဲဆောက်ကနေကရင်နယ်တွေကနေကချင်နယ်တွေကနေစစ်တောင်းမြစ်ဘေးလောက်ကနေလုံနေရမယ့်အချိန်မဟုတ်တော့ပါဘူးချာတာကဒီလို policy ကဓာတ်တွေစီမင်းစည်းကမ်းတွေကဓာတ်တွေကဲလောက်ကြတော့ဆိုရုံနဲ့တော်လိုင်းဖြစ်မလာပါဘူးတော်လိုင်းမှာခေါင်းဆောင်ရဲ့ခန်းကဏ္ဍကအနိကကြီးကြက်တာညွှန်ကြားတာဖြစ်တယ်ဒါအရေးကြီးဆုံးပါပဲဒူဝါကြီးကတော့တိုက်ရင်တော့ပြောတာတွေ့ရပါတယ်သူ့အသက်အရွယ်သူ့အဆင့်နဲ့ဒီလောက်ဆိုရပါပြီအခုတာဝန်မကျေဆုံးကတော့လာဝကဝန်ကြီးဌာနဖြစ်ပါလိမ့်မယ် bottom up ဆိုပြီးလောက်ကြတာလေကိုယ့်ဘာသာကိုတာဝန်ယူကြရေးဆိုရင်တော့ဘ ਹੁ အဆင့်ဆိုတာမလိုတော့ဘူးပေါ့2020ရွေးကောက်ပွဲမှာအရွေးခံရတာနဲ့2021တော်လိုင်းမှာစကလေးကနေရာရလိုက်တာနဲ့ရတပ်ပံခေါင်းဆောင်ဖြစ်စေသည်ဆိုတာမျိုးတော့အဆင်ပြေမယ်မထင်ပါဘူးတော်လိုင်းကတော်လိုင်းနဲ့တူးနေမှရမှာပါစစ်ပွဲဆိုတာတကယ်တိုက်ခိုက်သူတွေဥဆောင်မှရပါတယ်ဒါကဘယ်စစ်တပ်မဆိုစစ်တပ်တွေရဲ့ထုံးစံပါပဲတပ်မှုအဆင့်ဆိုတာတောင့်တင်းရှိရပါမယ်တိုက်ပွဲကြီးတွေဆိုရင်2ည3ညမအိပ်ဖဲလဲအလုံးလုံးနိုင်ရပါမယ်စစ်သားကစစ်သားနဲ့တူရမယ် NGO လိုလူပြပြင်းသမားလိုလေများနေကြမလို့လက်တွေ့တကယ်ဘယ်လိုလုပ်ကြလဲဆိုတာသိချင်အာရခံတက်မတော်ဘူးသာမေးကြည့်လိုက်ကြပြီးတော့အဲ့ဒါလိုမှမဟုတ်ရင်တော့မိုးကြရွှေကိုတွေနဲ့ပိုးတူလာပါလိမ့်မယ်မအားလာတက်ဟာအင်မတန်မှားယွင်းဆိုးသွမ်းနေတဲ့တိုင်သူ့ကိုယ်သူပြုပြင်တိဆောက်လူလဲရုန်းကန်ပြီးသွားနေတာဖြစ်တယ်အမှန်တရားကကိုယ့်ဘက်မှာရှိတယ်ဆိုတိုင်းအနိုင်မရနိုင်ပါဘူးအဖွဲ့အစည်းတွေကိုမှန်ကန်စွာတိဆောက်နိုင်မှုအစဉ်တန်းကိုမှန်ကန်တဲ့လုပ်ငန်းစဉ်လမ်းစဉ်တွေနဲ့ကြော်ဖြတ်နိုင်မှုလိုပါတယ်မိမိလောက်ကန်မှုပေါ်မူတည်ပြီးအနိုင်ဟာလက်တကမ်းမှာရှိသလိုအရှုံးကလည်းလက်တကမ်းမှာရှိနေကြောင်းသတိပြုကြဖို့လိုကြောင်းပါအခုဖတ်ပြပေးသွားတဲ့ဆောင်းပါးကတော့အနိုင်လက်တကမ်းအရှုံးလက်တကမ်းဆိုတဲ့ဆောင်းပါးရှင်စစ်တိုင်းနိုင်ရဲ့ဆောင်းပါးပဲဖြစ်ပါတယ်